ကျွန်တော်ဗျာဒီလာအောင်မြင်လို့မာနာကြီးသွားတဲ့ကောင်ဆိုပြီးကျွန်တော်မေးတွေနဲ့လဲလာဆဲတယ်ကျွန်တော်ညီမနဲ့လည်းကျွန်တော်ပေးစားပြီးဆဲတယ်ဗျာတယောက်စီကျွန်တော်တက်တော့ဝအောင်တင်ပြီးကျွန်တော်ဆဲထားသေးတယ်ဘလာတော့ကျွန်တော်တခုပြင်မယ်နော်ကျွန်တော်ပုံစံကမာနာကြီးတဲ့ပုံစံပေါက်နေလို့လားဒါမှမဟုတ်ခြေတဲ့ပုံစံမျိုးပေါက်နေလို့လားကျွန်တော်အောင်လဲမောင်မြင်မအောင်တော့အရင်တိုင်းပါပဲဒါမဲ့ကျွန်တော်အလုပ်တွေကတော့ကျွန်တော်မလုပ်ရတော့ဘူးဗျာနော်ဒါမှအဲ့ဒါကလည်းငှားမဲလို့မရှိတော့ပါအလုပ်ကလည်းပါနေလို့ပါအလုံးမလို့ဆိုကျွန်တော်အခုဘာလုပ်နေပြမှာဘလာတော့ဒီမှာမှန်ပါသေးရသေးလားဒီမှန်ပါသေးကျွန်တော်ရောင်းနေတာဆို200ဖို့3လုံးနဲ့ရောင်းနေတာသူထက်နေချင်းတစ်လုံးတည်းရဘာသာတို့လိုချင်ပြောတော့တဲ့ကျွန်တော်အိမ်နိုင်ဝေးတဲ့နီးတဲ့နေရာဆိုအိမ်နိုင်လာတော့လိုက်ပို့မယ်ဝေးတဲ့နေရာဆိုကားတင်ပေးမယ်ဒါပေမဲ့ဝေးတဲ့လူတွေဆိုရင်တော့တစ်လုံး3လုံးလောက်လုပ်ပြရစတာပါကျွန်တော်ရမ်းအဆင်ပြေနေပြီလို့ထင်နေရလားတူတော်ပတ်စံနေရနေရလို့ထင်နေရလားမထင်ပါနဲ့တော့ကျွန်တော်မှမရပါဘူးအရင်တိုင်းပါပဲကျွန်တော်အရင်တက်တော့ဖေးကုန်းလာသေးလို့အဆင်မပြေတော့ဘူးဗျာဒီလားအရင်လိုကျွန်တော်အလုပ်ချမ်းနေလောက်ရသေးလားလို့မေးနေလို့ကျွန်တော်အလုပ်မလုပ်ရတော့ပါဘူးနော်ဒါလည်းဗလာသားတို့ရဲ့ကျေးဇူးကြောင့်ပါအလုပ်ချမ်းမလုပ်ရသေးလားအလုပ်ချောလုပ်လာဆိုကျွန်တော်မလုပ်ပါဘူးအိမ်မှာလည်းဘာမှမလုပ်ကျွန်တော်အလုပ်ကဂိမ်းစော့တာပေါ့နော်ဂိမ်းစော့တာကျွန်တော်အလုပ်ဖြစ်သွားတာပေါ့ဝင်လားဆိုတော့ကျွန်တော်မပြောချင်ပါဘူးဘာလို့လဲဆိုတော့ကြွားရဖြစ်မှာပေါ့လို့ပါဒါပဲနော်